စ္စည်းအသစ်လေးတစ်ခုလက်ထဲရောက်လာပြီဆိုရင်နှစ်ပတ်လောက်တော့ယူသေးသေးခံကြရတယ်ပြီးရင်တော့တုံရင်ပဲစတာပါကျွန်တော်ဒီနေ့ unboxing လုပ်ပေးသွားမယ်ဟာလေးက DJI mic mini ပေါ့နော်ဒီဘက်ကားရောင်းပြီးတဲ့နောက်မှာစိတ်ဖောက်သွားတာလား unboxing တွေပါလုပ်နေပြီလားဆိုရင်နည်းနည်းလေးပါကောင်းပါလိမ့်မယ်ပေါ့ဒါတော့တီးခံပေးကြပါဆိုတော့ကျွန်တော်ပထမဆုံးဘူးဖွင့်ပြီးဘယ်တော့မှမသုံးတော့မယ့်ပစ္စည်းတွေရင်ထုတ်ကြည့်တာဒီကီဘဲကတော့သုံးအောင်ပါပေါ့ကျွန်တော်ကင်မရာနဲ့တွေ့ရဲဆိုရင်โอเคဒါလေးကတော့သုံးရင်သုံးပြလိမ့်မယ်လေးခုပါတယ်ဆိုတော့ဒီ product ကကျွန်တော်ကိုပတ်စံနဲ့ကိုဝယ်ထားတာပါ Zip လား ZYPP camera house ပေါ့နော်ကျွန်တော် sponsor လေးပါလေးပေးမလားဆိုပြီးတော့အားလုံးပဲ mention ပြီးပူဇော်ပေးကြပါလက်မလောက်ပဲရှိရဒါပေမဲ့စောင်းရမ်းကောင်းတယ်ဆိုရင်တော့ကျွန်တော်ဒီ mic ကိုပြောရမှာပေါ့ကျွန်တော်စမ်းကြည့်ရတဲ့လောက်ကတော့ audio quality တော်တော်လေး fine နေဗျအခုကျွန်တော်ပြောနေတာကလည်း video ရိုက်ပြီးနောက်ရက်ကြာမှကျွန်တော်ဒီ mic နဲ့စမ်းပြီးအတန်းသွင်းထားတာဆိုတော့ဘလို့နေလဲခင်ဗျားတို့ဆုံးဖြတ်ကြည့်သူပစ္စည်းနဲ့တော့နဲ့သူစင်တော့ပြေတယ်ဒါပေမဲ့ပြဿနာဘယ်မှာစလဲဆိုတော့ဒီမြရဲ့ထဲပြလွယ်လိုက်တာခုကျထဲရစောင်းခတ်တယ်ဒီအိတ်လေးထည့်ပေးထားတော့စိုးဘူးပြောရမှာပေါ့ဘူးလေးကိုသူများကြီးထည့်တယ်လို့စမ်းအောင်ထည့်မပြရတော့ထည့်ရလို့ရှိရင်လည်းကျွန်တော်ကောင်းမှဝင်ရေးပေးပါအောင်အဲ့ဒီထည့်ရတော့9သိန်းနီးနီးထွက်သွားပြီဒါမှလည်းတေးချတာတကူကတော့